ထိုင်းဖိုက်တာတွေကိုဒုက္ခပေးထားတဲ့နာဘာတီကိုစိန်ခေါ်လိုက်တဲ့ Raw IQ ပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာလက်ဝီစုပရင်းကတင်ဆက်နေပါတယ်လူငယ်ကျယ်ဝင်း Raw IQ ကရုရှားဖိုက်တာနာဘာတီကိုစိန်ခေါ်လိုက်ပြီးဖြစ်ပါတယ်ဒီပွဲသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ပညာသားပါတဲ့မွေထိုင်းကစားဟန်နဲ့အင်အားပါတဲ့တိုက်စစ်တို့ရဲ့ထိတိုက်တွေ့ဆုံမှုကြီးဖြစ်လာမှာပါ Raw IQ ကသူ့ရဲ့နေစနစ်ကြမှုနဲ့တည်ငြိမ်တဲ့ကစားဟန်ကြောင့်ပရိသတ်ကြိုက်ဖိုက်တာတယောက်ဖြစ်လာခဲ့တာပါသူကထိုင်းဖိုက်တာအချင်းချင်းနဲ့မကဘဲနဲ့နိုင်ငံသားဖိုက်တာတွေကိုပါအကောင်းဆုံးရှင်ပြနိုင်စွမ်းရှိသူဖြစ်ပါတယ်အခုတော့သူကနာဘာတီကိုစိန်ခေါ်လိုက်တာကအကြောင်းမဲ့တော့မဟုတ်ပါဘူး။နာဘာတီကထိုင်းထိပ်သီးဖိုက်တာတော်တော်များများကိုလဲတုံးနဲ့နိုင်ယူပြီးတော့ထိုင်းတပ်သမားလို့တောင်မှအမည်တွေ့နေတာကြောင့် Raw IQ အနေနဲ့မွေထိုင်းရဲ့ဂုံတိတ်ခါကိုပြန်ဆယ်ခြင်းတဲ့သဘောလေးပါဝင်နေတာဖြစ်ပါတယ်။ရုရှားဖိုက်တာနာဘာတီကအရန်မောင်းမြင်မာပြီးတော့ခြေလက်အစုံရှည်လျားတာကြောင့်ပြိုင်မဲ့တွေအတွက်အမြဲတမ်းပဲကောင်းခဲ့ရတဲ့သူဖြစ်ပါတယ်။သူဟာအဝေးကနေဒူးတွေတောင်နေနဲ့တိုက်စစ်စင်နာကကောင်းတယ်လို့နီးကပ်မှာလည်းခွန်အားသုံးပြီးတော့ကစားတတ်တာကြောင့်ထိုင်းဖိုက်တာတွေအခက်အခဲတွေ့ခဲ့ကြရတာဖြစ်ပါတယ်။နာဘာတီကတားမြစ်စေကိစ္စနဲ့တနေ့ကြာပွဲဝေးခဲ့ရပြီးမြဲသူ့ရဲ့ပင်ကိုပါရမီနဲ့အတွေ့အကြုံကတော့ရောသွားမှာမဟုတ်ပါဘူး။အခုသူလေးကျင့်ကန်းနေပြင်ဆင်နေပြီဆိုတဲ့သတင်းက One Championship ပရိသတ်တွေအတွက်ကတော့စိတ်လှုပ်ရှားစရာပါပဲ။နာဘာတီအတွက်တနေ့တာပြစ်ဒဏ်ကာလာကသူ့ရဲ့ကစားမဘွားအတွက်သင်ခန်းစာတစ်ခုဖြစ်ခဲ့မှာပါ။အခုလေးကျင့်ကန်းနေပြန်လုပ်နေပြီဆိုတော့သူကအရင်ကထက်ပုံမကြန့်ခိုင်ပြီးတော့ပုံမပြူဟာချတဲ့ပုံစံနဲ့ပြန်လာဖို့ပြင်ဆင်နေတာသိတာပါ။ Raw IQ ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်မယ်ဆိုရင်ဒါကသူ့ရဲ့ဂုံတိတ်ခါကိုပြန်လည်တက်တည်ပြရမယ့် Gambit Match ဖြစ်လာမှာဖြစ်ပါတယ်။